ပန်းနုသွေးတဲ့နော်ဖောအဲတာလူလိမ္မာသူရဲကောင်းလေးလှုပ်ခဲ့တဲ့လွမ်းပိုင်ဂျားတွေကဘူးမတိပါမတိနဲ့ဆဲခံခဲ့ရတဲ့နတ်ဆွေရီဆိုနေရီစာဟောင်းဘော်ဘီဆော်ဆာတို့ရဲ့လေးပွင့်ဆိုင်အချစ်ရှုပ်တော်ပုံမင်္ဂလာပါပရိသတ်ကြီးအခုဖြာခင်းပြီးစောင့်နေကြတဲ့လွမ်းပိုင်တို့ရဲ့ပွဲအကြောင်းကိုသိသိရှင်းပြပြီးသွားမှာမလို့အဆုံးထိကြည့်လိုက်ပါအောင်နော်အရှင်ကဆိုရင်လွမ်းပိုင်ကိုစနိုက်တာနတ်ဆွေရီဆိုလို့အားလုံးကထင်ကြီးပေးပြီးတော့ဝိုင်းဆဲခဲ့ကြတာပါအခုတော့ဆဲခဲ့တဲ့သူတွေအားလုံးကခင်မမို့အေးဖြစ်သွားခဲ့ကြပါပြီနော်ဘာလို့လဲဆိုတော့တကယ်စနိုက်တာကနက်ဆွေရီဆိုမဟုတ်ဘဲနဲ့နော်ဖောအချာဖြစ်နေလို့ပါပဲမင်းညာကပဲဘော်ဘီဆော်ဆာရဲ့နာမည်တက်ပြောပိုင်ခွင့်မရှိဆိုတဲ့ခေါင်းစဉ်နဲ့တဲဖဲ့ထားတဲ့စာသားတွေပါဝင်တဲ့တချင်တပုတ်ထွက်ချလာပါရီလွမ်းပိုင်ဟာဆိုရင်လေရီစာဟောင်းရဲ့အဲ့တချင်အောင်မှာစနိုက်တာကနာမည်လေးလုံးနဲ့တသစ္စာမင်းသမီးဆိုပြီးကွန်မန့်မှာလာမှန်ခဲ့ပါရီအကောက်တူလို့ထင်ကြပေမယ့်လွမ်းပိုင်ရဲ့ဘလူးမတ်ပါတဲ့အကောက်စစ်ကြီးနဲ့လာမှန်ခဲ့တာဖြစ်လို့အားလုံးကလည်းရီရမလို့ငိုရမလို့နဲ့အံ့ဩခဲ့ကြပါရီဒီလိုလာရှိပေးပေမဲ့လေသူ့ကိုကြည်ထက်ပြီးတော့ဝိုင်းဆဲကြပြန်ပါရီအဲ့ဒါနဲ့ပဲလွမ်းပိုင်ဟာသူ့ရဲ့ဆိုရှယ်မီဒီယာမှာနှစ်နေ့လုံးလုံးဆဲခံရရီအပြောခံရရီကိုသူ့ကြောင့်မှဆိုပြီးတယောက်တည်းခံယူခဲ့တာဒါပေမဲ့နော်ဖောအေထာကလွမ်းပိုင်ရဲ့နောက်ွယ်မှာလွမ်းပိုင်နဲ့ဘော်ဘီဆော်ဆာဖြတ်တာသမီးကြောင့်မဟုတ်ပါဘူးလို့စွဖြူစင်ပြီးတော့ပန်းနူသွေးပြနေတာကိုသိသွားတော့အခုဆိုရင်တိမခံနိုင်တော့တာမလို့တွယ်ဝိုက်တဲ့နီးနဲ့အဲ့ post ကိုတင်ခဲ့တာပဲဖြစ်ပါရီမကြခင်မှာပဲလွမ်းပိုင်နဲ့နော်ဖောအေထာတို့ကားထဲမှာနန်းနေကြတဲ့ဗီဒီယိုတစ်ခုဟာလိုင်းပေါ်မှာပြန့်နေသွားခဲ့ပါရီစက္ကန့်ပိုင်းလောက်သာကြာမင်းနဲ့လွမ်းပိုင်တို့ရဲ့ပြက်နေလာတဲ့ဗီဒီယိုမှာဆိုရင် case pay လို့ပြောနေတာကိုအချိုးတွေကပြောင်းနေရတော့ဆိုပြီးတော့လိုလိုချစ်ချစ်နဲ့စနိုက်နေတာပဲဖြစ်ပါရီဒီဗီဒီယိုကဘေကနေဘလို့ပေါက်လာတယ်လဲမသိတယ်လို့ဘသူတင်လိုက်မှန်းလဲမသိလိုက်ကြပါဘူးဒါပေမဲ့အကုန်လုံးကတော့ဝူရှူဝါရှားတွေဖြစ်ကုန်တာတော့အမှန်ပါပဲနော်ဘောအင်ထားကိုအရှင်ကကာကွယ်ပေးခဲ့တဲ့သူတွေကပါအခုမထင်မှတ်လောက်အောင်နားထားရနေကြပြီဖြစ်ပြီးတော့တနိုင်ငံလုံးလေးဘသူမှမထင်ထားတဲ့နော်ဘောအင်ထားရဲ့လက်တွေ့လောကကတရုတ်ဆောင်ပြသွားတဲ့အကွက်လေးဖြစ်ပါရီဒါပေနော်ဘောကဟိုရှင်တုန်းကလည်းတကယ်ချင်းရဲ့ရေးစားကိုစနိုက်ဖူးတာဖြစ်တယ်လို့အတွင်းသတင်းတွေလည်းထွက်လာပါရီပရိသတ်များစုရဲ့ထင်ကြီးပေးချက်တွေကလွမ်းပိုင်ကိုဗီဒီယိုကိုဖြန့်ခဲ့တာလွမ်းပိုင်ကို posting ထိုင်းခဲ့တာဘော်ဘီဆော်ဆာရဲ့ post အောက်မှာ comment မှန်ခိုင်းတာအားလုံးကနန်းစုရဲ့ကြိုးကင်မှုကြောင့်ပဲထင်ကြီးပေးနေကြတာပါအမန်တော်နန်းစုကကြားတဲ့ကဘိုးမတိဘာမတိနဲ့အစိခံရတာဆိုရင်လည်းမမှားပါဘူးနော်ဇလန်းလေးရဲ့ကျင်းချုပ်ကတော့မယုံမြုံစင်စားဖျားစီအုံတော်ကားပါစပါတယ်ပြိသက်ကြီးဘော်ဘီဆော်ဆာနဲ့လွမ်းပိုင်တို့တွဲနေတဲ့အချိန်ကလေးကနော်ဖောအေထားဟာလွမ်းပိုင်ကိုစနိုက်ခဲ့တယ်။ဒါကြောင့်မလို့လွမ်းပိုင်နဲ့ဘော်ဘီဆော်ဆာပြက်ခဲ့ရတယ်။အဲ့ဒါကိုပြိသက်တွေကရှင်းမိတဲ့အချိန်တုန်းကနော်ဖောအေထားကိုဝိုင်းဆဲခဲ့ကြလို့လွမ်းပိုင်ကလူစွမ်းကောင်းလုပ်ပြီးကောက်ွယ်ပေးခဲ့တယ်။နန်းစုအနေနဲ့ကတော့စတွဲသလိုလိုမတွဲသလိုလိုနဲ့တွဲခဲ့တာပါဖြစ်ပါရီ။အဲ့တော့ပြိသက်တွေကနော်ဖောအေထားမဟုတ်ဘူးဆိုတော့နန်းစုရီဆိုကတွဲသလိုလိုမတွဲသလိုနဲ့တွဲခဲ့တာပဲဖြစ်ပါရီ။ဒီတော့ပြိသက်တွေကတော့နော်ဖောအေထားမဟုတ်ဘူးဆိုတော့နက်ဆွေရီဆိုစနိုက်တာလို့ထင်ကြေးပေးပြီးအားလုံးကဝိုင်းဆဲခဲ့တဲ့ဖြစ်ပျက်လေးပဲဖြစ်ပါရီ။ဒါပေမဲ့ခုတော့နော်ဘောအေတာကသူ့ကိုကောက်ွယ်ပေးခဲ့တာတောင်ပန်းနုသွေးလုပ်ပြီးတော့လွမ်းပိုင်ကိုပြစ်ခဲ့တာသမီးကြောင့်မဟုတ်ဘူးပြောတာကိုလွမ်းပိုင်ကမခံမရနိုင်ဖြစ်ပြီးအားလုံးကိုဗီယိုသက်သေနဲ့တကွာထုတ်ဖော်ပြောခဲ့တာပဲဖြစ်ပါရီ။လွမ်းပိုင် post တင်တာဗီယိုထွက်တာနဲ့ဘော်ဘီဆော်ဆာတချင်းထက်တာတွေအားလုံးတိုက်ပြီးတော့လောက်တာတွေကတမင်သက်သက်တိုက်ပြီးတော့အကြံနဲ့ပူပေါင်းလောက်တာလို့အားလုံးကထင်ကြေးပေးနေကြပါသေးတယ်။ဒီဇက်လန်ကလည်းပြီးသွားပြီဆိုတော့ခင်မမို့အေးဘယ်နှယောက်ရှိလဲဆိုတာကွန်မန့်မှာမှတ်ခဲ့ပေးပါအောင်ရှင်။